အခုမြင်တွေ့ရတယ်မြင်ကွင်းရတော့ခန်းသားထဲဝါလုံးလို့မျက်စိကျိမ့်မတဲ့ဖြစ်ရတဲ့ဒေလီဆုလက်တန်ရဲ့နန်းဆောင်ကြီးမှာရွှေချီတို့ဝင်းအောင်အစမ်းကြီးတွေကိုဝစ်စင်ထားပြီးတော့ဘေးမှာရွှေရင်းကားတွေစုနေတဲ့ဇပွဲကြီးတစ်ခုရှိမှာထိုင်နေတဲ့အက်နုဘာဒူတာရဲ့ပုံစံမှာပဲဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကဝမ်းသာရမလို့ကြောက်ရမလို့နဲ့ဘေးဘီကိုပြပြတလဲကြည့်နေရှာတယ်ဘာလို့လဲဆိုတော့နန်းတော်တကားဝါမှာဓာကွေးကြီးတွေကိုင်းထားတဲ့တန်မာထွားချိုင်းလာတဲ့နှက်ရောင်ကရာစီတီတော်ကြီးခြံရံပြီးတော့ကျမ်းမြင်မှာတော့တွေးကွက်တချို့မြင်နေရလို့ပါပဲဒီနေရာမှာကရာလို့ပြောတာကိုကလာဆိုပြီးတော့ပြောတယ်ဆိုပြီးတော့မထင်ပါနဲ့အဲ့ဒီကရာဆိုတာသူ့ရဲ့မူရင်းဘာသာစကားမှာဟိုကဒီလိုကရာလို့အတန်ထွက်တာပါဒါနဲ့ကလာလို့ခေါ်တဲ့တမိုင်းကြောင်းကိုကျွန်တော်ဘုသူဒ္ဓအနေနဲ့နည်းနည်းလောက်ပြောပြပေးပါမယ်အဲ့ဒီကလာဆိုတဲ့စကားကပါဠိစကားကုလအနေပြီးတော့ဆင်းသက်လာတာပါကုလဆိုတာကတော့မြင့်မြတ်တဲ့အမျိုးအနွယ်ရှိတဲ့သူတွေလို့ခေါ်တာပါအဲ့ဒါကြောင့်ကလာလို့ခေါ်တဲ့အခါမနာပဲနဲ့ဒါကိုယ်မြင့်မြတ်တဲ့လူလို့ခေါ်ရဲဆိုပြီးတော့သဘောထားလိုက်ပါဒါဆိုရင်ဇလန်ကိုဆက်ပြောရအောင်ဟိန္ဒူကုရှ်နှင်းတောင်ကြီးတွေကိုကြောဖြတ်ပြီးတော့အင်တန်မြစ်ကနေဒေလီမြို့တော်ကြီးစီကိုရောက်ဖို့လန်ခီမှာရက်ပေါင်း40ကျော်ထပ်ပြီးတော့ရင်းစည်းခြေဆန်းခဲ့ရပြီးတဲ့နောက်မှာအက်နုဘာဒူရာဟာခရီးစတင်ခဲ့တဲ့ရက်ပေါင်း630ကျော်1134ခုနှစ်ဇန်နဝါရီလဝန်းကျင်မှာဒေလီမြို့တော်ကြီးတွေကိုဝင်ရောက်လာခဲ့တယ်သူကဒီမြို့တော်ကြီးမှာရှစ်နှစ်နီးပါးကြာအောင်နေထိုင်သွားမှာဖြစ်တာကြောင့်ဒီမြို့မှာညံစင်ပြီးတော့ဘလိုမျိုးတထေးဖြစ်အောင်နေခဲ့လဲဆိုတဲ့လျှို့ဝှက်ချက်တွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်တခြားတွေ့ကြည့်လိုက်မယ်ဆိုရင်အဝိတ္တထဲကိုတစ်ခုနဲ့ရောက်လာတဲ့နိုင်ငံသားတာဂျပိုးလေးတယောက်ကကမ္ဘာအကျဉ်းဆုံးဆုလက်တန်ဘရင်မိုဟာမက်ဘင်တူကလတ်ရှီကနေပြီးတော့ဘလိုမျိုးနီးနဲ့ချွေတွေရအောင်တောင်းမလဲအက်နုဘာဒူတာတကယ်ကိုညံကြီးရှင်ပါပဲသူကအိန္ဒိယနယ်စပ်ကိုရောက်တယ်ဒေလီယဘရင်ကြီးကနိုင်ငံခြားလာတဲ့ပညာတတ်တွေဆိုရင်လက်ဆောင်ပန်းနာတွေအကြီးကျယ်ကိုပေးတတ်တယ်ဆိုတော့သူသိထားတယ်ဒါပေမဲ့ဘရင်ရှီကိုသွားရင်လေအဖိုးတန်လက်ဆောင်တွေအရင်ဆက်တာရတယ်ဆိုတဲ့သတင်းကိုလည်းသူကြားခဲ့တယ်သူ့မှာပတ်စံအသိမရှိတော့ဘာလုပ်လဲဆိုတော့နေဆက်ကတဏ္ဍပြက်ကရင်ကုန်းတဲ့ကြီးတွေစီသွားပြီးတော့ငါ့မှာပတ်စံမရှိဘူးဒါပေမဲ့ငါ့ကိုမြင်းတွေကလအုပ်တွေနဲ့အာဒန်စိတ်တွေသပြေးသီးကြောက်တွေအကျွေးပေးပါဆိုပြီးတော့ချေးတယ်ဘင်းစီကချွေတွေရရင်အရင်ရောအတို့ပါဆက်ပါမယ်ဆိုပြီးတော့အကျွေးရွယ်လိုက်တာတဲ့ဒါအောင်ယုံတဲ့ကုန်းတဲ့တွေကလေတကယ်ကိုပေးလိုက်ပါတယ်တကယ်ကိုထူးထူးဆန်းဆန်းပါပဲဒီအဖြစ်အပျက်ကိုကြည့်ရင်ဒါအက်နုဘာဒူတာရဲ့ social scale ကလေတော်တော်ကောင်းတယ်လို့ပဲပြောအောင်ပါပေါ့နော်အက်နုဘာဒူတာကအကျွေးရွယ်လာတဲ့မြင်းအကောင်30ကလအုပ်တွေနဲ့အဖိုးတန်တိတိကြောက်တွေကိုဘင်းရှည်မှာပုံအောပြီးတော့လက်ဆောင်ဆက်တာလိုက်တယ်ဘင်းကအရန်ကိုသဘောကျသွားပြီးတော့ချက်ချင်းပဲအက်နုဘာဒူတာကိုရွှေရင်းက12000ပြန်ပြီးစုထရုံနေမကားပဲနဲ့သူ့ရဲ့အကျွေးတွေကိုပါနန်းတော်ဗန္နာတိုက်ထဲကနေအကုန်စိုက်ပြီးတော့ပေးခဲ့တယ်တဲ့ဒါလည်းမကားသေးပါဘူးသူ့ကိုတစ်နှစ်ကိုရွှေရင်းက12000နဲ့လက်စာပေးပြီးတော့ဒေလီမြို့ရဲ့တရားသူကြီးချုပ်ယာတို့ကိုပါခန့်အပ်လိုက်တယ်လို့ဆိုတယ်အက်နုဘာဒူတာဒေလီမှာတရားသူကြီးလုပ်နေတော့မျိုးသားတွေရဲ့နေစဉ်ဘဝကိုအနှုတ်ဆိုင်မှတ်တမ်းတင်ခဲ့တယ်ဒီမျိုးကလူတွေကကွန်းရကိုအယူမှုစားကြတာကိုသူမြင်ခဲ့ရတယ်စာအုပ်ထဲမှာဒီလိုရေးထားတယ်ဒီဒေသလူတွေကကွန်းရွက်ပေါ်မှာထုံးနေကွန်းသီးတွေကိုတင်းပြီးဝါကြတယ်အဲ့ဒါကိုဝါရင်ပါဇက်တွေကနီးရဲလာပြီးတော့သွားတွေကိုခိုင်မာစေတယ်အစာကြေတယ်ဆိုပြီးတော့ထင်ရတယ်တဲ့ပြီးတော့နေစဉ်ဘဝမှာအိန္ဒိယရဲ့ရိုးရာမုံတွေဖြစ်တဲ့သမှုသာလိုမျိုးအသားသွတ်ထားတဲ့မုံကြော်တွေကိုလမ်းမေးဈေးသည်တွေကြီးမှာမြင်ရင်ရှက်ရည်ဝယ်စားကြတဲ့ဒလေးကိုလည်းသူကတွေ့ခဲ့တယ်ဒါနဲ့မကောက်ဘူးအဲ့ဒီခေတ်ကအိန္ဒိယရဲ့စားဖို့စနစ်ကလုံးဝအံ့ဩစရာကောင်းတယ်စားဖို့နည်း2မျိုးရှိတယ်တစ်မျိုးကတော့မြင်းနဲ့ပို့တာနောက်တစ်မျိုးကတော့ခြေလျင်အပြေးသားတွေနဲ့ပို့တာတဲ့ခြေလျင်အပြေးသားတွေကလက်ထဲမှာခေါင်းလောင်းတန်ပါတဲ့ဒုတ်တစ်ချောင်းကိုကင်ထားပြီးတော့တမိုင်ကိုအစွမ်းကုန်ပြေးရတယ်ရှေ့ကလူကလည်းဆဲလဲဆန်ကြတာနဲ့နောက်တမိုင်မှာရှိတဲ့လူကအသင်းဆောင်နေပြီးတော့တာအိတ်ကိုလက်လွှဲယူတယ်ပြီးတော့ဆက်ပြေးတယ်အဲ့ဒီစနစ်ကြောင့်ပဲမိုင်းတော်ဝေးတဲ့ခရီးတွေကိုရပိုင်းလေးအတွင်းစာရောက်ရုံနဲ့မကဘဲနဲ့သူလတန်ဘရင်စားဖို့အတွက်အင်တာမြစ်ကနေလက်ဆက်တဲ့တောက်ရည်တွေကိုပါနှေးတိုင်းဒေလီမြို့ကိုရောက်အပြေးသမားတွေနဲ့တဲခိုင်းတာကိုအက်နုဘာဒူရာတယောက်ကပါဇက်အဟောင်းသားနေကိုမြင်ခဲ့ရတယ်ဒါပေမဲ့ရွှေတွေအများကြီးရနေတဲ့အက်နုဘာဒူရာရဲ့နေစဉ်ဘဝပျော်စရာကြီးတော့ဟုတ်မနေဘူးနေတိုင်းတွေးပြက်စရာကြောက်စိတ်နဲ့နေခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဆူလတန်ဘရင်မိုဟာမက်ဘင်တူကလတ်ဆိုတာမနက်ခင်းမှာလူတွေကိုရွှေရင်းကားတွေပုံအောပေးပြီးတော့ညနေခင်းမှာစိတ်ယူပေါင်းရင်အဲ့ဒီလူကိုခေါင်းဖြတ်ရှင်ဖြတ်တဲ့ဘရင်ဖြစ်နေလို့ပါရင်မြင်ကွင်းကိုစိတ်ထဲမှာတွေးကြည့်လိုက်ပါနန်းတော်ရဲ့ရှေ့ကကွင်းမြီးတွေမှာနေတိုင်းအပြစ်ရှိသူတွေမရှိသူတွေကိုစင်နေနဲ့နင်းသက်ခိုင်းနေအရေးကုန်တွေကိုခွာပြီးတော့ရဲဆက်ဆက်တက်တာတွေကိုအ
အမ်နုဘာတို့တာတရားသူကြီးအဖြစ်နဲ့မတက်တာပဲနဲ့ထိုင်းကြည့်နေရတယ်အခါမှာတော့ဘရင်ကသူ့ကိုသူ့မျိုးသူမျိုးသားတွေကစာရင်းနဲ့ရေးပြီးဆဲကြဆိုကြတာတွေကိုတော်တော်စိတ်ဆိုးပြီးတော့ဘာအကြီးဆုံးမျိုးပြကြီးဖြစ်တဲ့ဒေလီမျိုးတော်ကြီးတွေကလူတန်းပေါင်းများစွာကိုမိုင်900ကျော်ဝေးတဲ့ဒေါ်လက်တာဘက်လို့ခေါ်တဲ့မျိုးသစ်စီကိုခြေချင်းအတင်းရွှေ့ပြောင်းခိုင်းခဲ့ဘူးတယ်လမ်းမှာလူအိုတွေကလေးတွေထောင်ထဲချီပြီးတော့သေဆုံးကြတယ်လို့ဆိုတယ်အမ်နုဘာတို့တာဒီလိုရေးခဲ့တယ်မျိုးထဲမှာလူတယောက်မှမကျန်တော့ဘဲနဲ့ခြောက်ကပ်သွားတဲ့အခါမှာဘရင်ကနန်းတော်မိုးပေါ်ကိုတက်ပြီးတော့မျိုးထဲကိုကြည့်ကခုမှငါ့ရဲ့ရင်နဲ့ကြီးနဲ့သွားတော့တယ်လို့ပြောခဲ့တယ်တဲ့ဘလို့အယူဘရင်မျိုးလည်းမသိဘူးဒီလိုဘရင်မျိုးရဲ့လက်အောက်မှာအမ်နုဘာတို့တာရှင်းနေလုံးမျက်နှာချိုသွေးပြီးတော့အသက်ဘေးကနေနေထိုင်လွတ်အောင်နေထိုင်ခဲ့ရတာပေါ့ခုမြင်တွေ့ရတယ်မြင်ခွင့်ရတော့အဝိပလာနဲ့ရောဘာဖနက်စုပ်တရံကိုစီးပြီးတော့တိတိတိရွက်တွေကိုစားပြီးတော့ပေါင်းအောင်နေရတဲ့အမ်နုဘာဒူရာရဲ့ပိန်လှီသွားတဲ့ပုံစံမှာပဲသူ့ရဲ့မျက်လုံးတွေမှာဒေလီဘီရဲ့တက်ဖြတ်ချင်းခံရတော့မယ်ဆိုတဲ့ကြောက်ရွံ့မှုတွေအပြည့်ရှိနေတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုမြင်ကွင်းကကူးပြောင်းသွားပြီးတော့အိန္ဒိယသမုဒ္ဒရာတွေမှာအေယာမတရုတ်ဂျန်တစ်တာရွက်လေ14စီးပေါ်မှာရွှေတွေပိုးတယ်တွေအပြည့်နဲ့ခန့်ခန့်ထဲထဲကြီးနဲ့ထိုင်နေတဲ့သူ့ကိုမြင်ရပြန်ပါလေဒယ်လီမြို့တော်ကြီးမှာရွှေမိုးငွေမိုးတွေကြားထဲမှာတရားသူကြီးချုပ်ဖြစ်နေရှင်းနေနီးပါးစိန်ကြကြနေထိုင်လာပြီးတဲ့နောက်1340ခုနှစ်မှာတော့အမ်နုဘာဒူရာရဲ့ဒုက္ခဘုံဟာကွဲချီပြည့်စည်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့စိတ်တစဘရင်မိုဟာမက်ဘင်ဒူကလက်ကဘရင်အတိုက်အခံတယောက်ဖြစ်တဲ့ဆူဖီသူတော်စင်တယောက်နဲ့ပတ်သက်တယ်ဆိုပြီးတော့တန်ရဝင်နေအိမ်အကျယ်ကျုပ်ချပြီးတော့နန်းတော်ရှင်မှာဓာကိုကြီးတွေနဲ့စစ်သားတွေကိုနေတိုင်းအဆောင်ချတာလို့ပါပဲဘရင်ကသူ့ကိုတော်တော်ဇန်ရောစင်ရှိတဲ့ပုံပါပဲနေ့တိုင်းခေါင်းဖြတ်တက်ဖြတ်နေတဲ့ဘရင်ကသူ့ကိုတော့အကျယ်ကျုပ်ပဲချထားတယ်ဆိုတော့ဒါအရင်မစိုးတဲ့အခြေအနေပေါ့နော်ဒီတစ်ခါမှာသူဘလို့ညံစင်ပြီးတော့အသက်ပြည့်နေလွတ်အောင်ပြေးခဲ့လဲဆိုတော့သူ့ရဲ့ပစ္စည်းဥစ္စာတွေရွှေတွေအကုန်လုံးကိုဆွန့်လွတ်ပြီးတော့ဝိဆုပ်တစ်ထည်ကိုခြုံပြီးတော့9လကြာအောင်သူ့ဘုတ်ဆောင်တရားသခင်စီမှာပဲစူတောင်းနေတဲ့ပကီလို့ခေါ်တဲ့စူဖီသူတော်စင်အဖြစ်နဲ့နေထိုင်လိုက်တော့တယ်ဒီလိုနေတာကသူစိတ်ထဲကျသွားလို့လည်းဖြစ်မယ်ပေါ့နော်ပြီးတော့ဒါမှမဟုတ်ရင်ဘရင်စီကအမျက်တော်ပြေအောင်ဟန်ဆောင်လိုက်တာလည်းဖြစ်မယ်ပေါ့နော်ဒါတချို့စာအုပ်တွေမှာတော့သူကဟန်ဆောင်လိုက်တာလို့ပဲရေးထားတယ်ဒါပေမဲ့သူ့ရဲ့လောက်ရက်ကတကယ်ပဲအလုပ်ဖြစ်သွားတယ်ဘရင်ကသူ့ကိုတကယ်ပဲလောကစိစိမ်တွေဆွန့်လွတ်သွားပြီးတော့သူတော်စင်ဖြစ်သွားပြီဆိုပြီးတော့တနာနေတယ်တေပေးကလှုပ်ပေရုံနဲ့မကဘဲနဲ့ကန်ရီယာရဲ့အလှည့်ပြောင်းအရာကမ္ဘာအင်မာယာကြီးဖြစ်တဲ့တရုတ်နိုင်ငံမွန်ဂိုမင်းဆက်ခေဦး UN အင်မာယာပေါ့နော်အဲ့ဒီအေဂရေဂျီစီကိုဒေလီဆိုလက်တန်ရဲ့တော်ဝင်တန်တမန်ခရီးသည်အဖြစ်နဲ့တွားရောက်ဖို့တာဝန်ပေးလိုက်တော့တယ်အဲ့လိုတာဝန်ပေးတယ်ဆိုတာဒါနည်းတဲ့အစီအမဟုတ်ဘူးနော်ဒေလီကနေထွက်ခွာလာခဲ့တာရပ်ပေါင်း40ကျော်ကြာမြင့်ခဲ့တဲ့1342ခုနှစ်ဩဂုတ်လဝန်းကျင်မှာတော့သူကအိန္ဒိယအလဲပိုင်းတောနယ်ကြီးတွေကိုမြင်းစီစစ်တီတော်တွေထောင်နဲ့ချီကလောအုပ်စုကြီးတွေနဲ့ချီလင်းစစ်တီတွေခြံရံထားတဲ့အေယာမတော်ဝင်တန်တမန်ရင်လှဲတန်းကြီးနဲ့ဖျက်ဆီးခဲ့ရတယ်ဘင်းကြီးကတရုတ်အေဂရီစီကိုလက်ဆောင်ပေးဖို့ရင်းကောင်းတရားတင်ကောင်းတရားနဲ့ရွှေဖလားတွေနဲ့ပိုးတယ်တွေထောင်ပေါင်းများစွာကိုတဲခိုင်းလိုက်တာပေါ့ဒါပေမဲ့လန်ခီကလွယ်မယောင်းနဲ့ခက်ခဲပြန်တယ်လမ်းမှာဟိန္ဒူဓမြအဖွဲ့ပေါင်းများစွာရဲ့ထုံကိုတိုက်ခိုက်ခြင်းကိုခံရပြီးတော့တော်ဝင်စစ်တပ်ကြီးကဖျို့ဖျက်ဖြစ်ခဲ့ရတယ်အမ်နုဘာဒူတာကမြင်းပေါ်ကနေပြုတ်ကျပြီးတော့ဓမြတွေရဲ့ဖန်ဆီးခြင်းကိုလည်းခံခဲ့ရသေးတယ်သူ့စာအုပ်ထဲမှာဒီလိုရေးထားတယ်ဓမြတွေကငါ့ရဲ့ဝင်းုံကောင်းတွေကိုချွတ်ယူပြီးတော့လမ်းဘေးကရှုံ့နုံနေတဲ့မှာပြစ်ထားခဲ့တယ်ငါဟာ9ရက်တိုင်တိုင်ဘာဝတ်မှမရှိဘဲနဲ့တော်တဲ့ကတီးတီးရွက်တွေကိုစားပြီးတော့အသက်လူပြီးပြေးခဲ့ရတယ်ဒါပေမဲ့ချစ်ရဲမြောက်နေမှာတော့ကံကောင်းစွာနဲ့ပဲငါရဲ့တော်ဝင်စစ်တပ်နဲ့ဆုံပြီးတော့အိန္ဒိယတောင်ပိုင်းကကာလီကတ်စိတ်ကမ်းမြို့စီကိုပြန်ရောက်သွားခဲ့တယ်ကာလီကတ်စိတ်ကမ်းကိုရောက်လာတဲ့အခါမှာတော့ဒေလီကထွက်လာခဲ့တာရေပေါင်120ကျော်ရှိသွားပြီသူကတရုတ်ပြည်ကိုသွားဖို့အတွက်အဲ့ဒီခေတ်ကကမ္ဘာအကြီးဆုံးတစ်သားသမော်ကြီးဖြစ်တဲ့တရုတ်ဂျန်သမော်ကြီး14စီးနဲ့ခီးဆက်ဖို့ပြင်ခဲ့တယ်အမ်နုဘာဒူတာဟာသမော်ကြီးရဲ့ကြီးကျယ်မှုကိုခုလိုပဲမှတ်တမ်းနေခဲ့တယ်ဒီတရုတ်သမော်ကြီးတွေကအေယာမတစ်သားအိမ်ကြီးတွေလိုပဲသမော်တစ်သီးစီးမှာရွက်တိုင်4ခုကနေပြီးတော့12ခုအထိပါပြီးတော့သမောသား900ကနေ1000အထိဆန်နေတဲ့ဒါတော့အဲ့ဒီသမော်တွေကအဲ့ဒီခေတ်မှာတော့တကယ်ကိုထူးဆန်းအံ့ဖွယ်ရာကြီးတွေပဲသမောပေါ်မှာအသီးသန့်အခန်းတွေရေချိုးခန်းနေနဲ့ကုန်းတယ်တွေအတွက်အသီးအနှံစိုက်ပျိုးလို့ရတဲ့ဥယျာဉ်ငယ်လေးတွေတောင်ပါတယ်တဲ့အမ်နုဘာဒူတာသူ့ရဲ့ပစ္စည်းတွေနဲ့အစေခံတွေကိုသင်္ဘောပေါ်ချိုးပြီးတော့တင်းထားတယ်သူကိုယ်တိုင်ကတော့ကန်းချေရပလီမှာညဘက်ဝင့်ပြုတ်နေချိန်ရုတ်တရက်မုံတိုင်းကျလာတော့တယ်လိုင်းလုံးကြီးတွေကစိတ်ကမ်းမှာရှိတဲ့တရုတ်သင်္ဘောကြီးတွေစီကိုရိုက်ခတ်ပြီးတော့ကြောက်ဆောင်နေနဲ့စောင့်မိပြီးတော့သူ့မျက်စိရှိမှရင်သင်္ဘောကြီးကျိုးပြက်နှိမ့်မြုပ်သွားခဲ့တာကိုတွေ့ခဲ့တယ်သူ့ရဲ့အစေခံတွေတရုတ်ပြည်အတွက်တော်ဝင်လက်ဆောင်တွေနဲ့ရွှေငွေတွေအကုန်လုံးဟာပင်လယ်ထဲကိုဝါမျိုးချင်းခံလိုက်ရပြီးတော့အမ်နုဘာဒူတာကန်းချိန်မှာအဝတ်တထည်ကိုတစ်ခုနဲ့ပူရကယ်ရမဲ့တဲ့အခြေအနေကိုပြန်ရောက်ခဲ့ရတယ်။တင်မောပြတ်ပြီးတော့ပစ္စည်းတွေဆုံးရှုံးသွားတဲ့အတွက်
ဒေလီကိုပြန်ရင်လေဘရင်ကခေါင်းဖြတ်အောင်မှသိကြတယ်အဲ့ဒါကြောင့်အဗနုဘာဒူတာအိန္ဒိယတောင်ပိုင်းကနေတစ်သားလှင်ငယ်တစ်စီးကိုစီးပြီးတော့အိန္ဒိယသမုဒ္ဒရာတွေကလျှို့ဝှက်ဆန်းကျယ်လာတဲ့မော်လ်ဒိုက်ကျွန်းစုစီကိုလမ်းကြောင်းပြောင်းပြီးတော့ပြေးပါတော့တယ်သူကဒီကျွန်းစုတွေမှာတစ်နှစ်ခွဲနီးပါးကြာအောင်နေထိုင်တော့မှာဖြစ်ပါတယ်မြင်ကွင်းကတော့ပြာလဲလွန်းလို့အောက်ခြေကသနာကြောက်တန်းတွေကိုတော့မြင်နေရတဲ့ပင်လယ်ရေပြင်ကြီးနောက်ခံမှာအုံးမင်တွေဝန်းရံထားတဲ့တဲတောင်ပြင်ဖြူဖြူကြီးတွေနဲ့ငါးဘက်လှင်ငယ်လေးတွေလှောက်ခတ်နေတာကိုမြင်ရမှာပါဒီကျွန်းစုတွေကိုချေချလိုက်ရတဲ့အချိန်မှာတော့အဗနုဘာဒူတာမထင်မှတ်တာတဲ့နေ့စဉ်ဘဝဒလေးအစ်စ်တွေနဲ့ဆုံးခဲ့ရတယ်ဒီကျွန်းမှာပတ်စံအဖြစ်နဲ့ရွှေတင်းကားကိုမသုံးမဲနဲ့ပင်လယ်ထဲကကောက်ရတဲ့ကက်စရီခရုပ်ကုန်တွေကိုငွေကြေးအဖြစ်နဲ့သုံးဆွဲရတာကိုမြင်ခဲ့တော့တန်းတော့ဟုတ်ဖြစ်ခဲ့ရတယ်ပြီးတော့ကျွန်းသားတွေရဲ့နေ့စဉ်အစားအစာကတော့တူနာငါးတွေကိုပြုတ်ပြီးတော့နေလန့်ထားတဲ့ငချောင်းနဲ့အုံးသီးရတဲ့နို့ရည်ပေါ့နော်အုံးတို့ပေါ့နော်အဲ့ဒါတွေကိုတွဲဖက်ပြီးတော့စားကြတယ်တဲ့ဒီကျွန်းစုရဲ့အုပ်ချုပ်တဲ့သူဟာအမျိုးသမီးဘုရင်မဖြစ်ပြီးတော့ကျွန်းသားတွေကအစ္စလမ်ဘာသာကိုကိုးကွယ်ကြပါမယ်အမျိုးသမီးတွေကအပေါ်အင်းကြီးမွေးပဲနဲ့ရင်သားဗလာနဲ့ရှောက်သွားနေတဲ့ကြတဲ့ဒလိရှိတယ်လို့ဆိုတယ်တရားသူကြီးကျော်အဗနုဘာဒူတာတယောက်မျက်လုံးပြူးသွားပြီးတော့ဒါဘာသာရေးနဲ့မညှဉ်းညူးဘူးဆိုပြီးတော့တွန်းပေါ်မှာတရားသူကြီးပြန်လုပ်ပြီးတော့ဒလိတွေကိုအတင်းပြောင်းလဲခိုင်းဖို့ကြိုးစားခဲ့တယ်ကျွန်တော်ဆိုရင်တော့ဒီကျွန်းရဲ့တဘာဝတရားကိုထိန်းသိမ်းဆောက်ရှောက်တာပဲဆိုပြီးတော့ဒီဒလေးကိုတော့မှကျွန်တော်ကထိန်းသိမ်းအောင်ပါဒီလိုနဲ့ပဲကျွန်းကတော်ဝင်မင်းသမီးလေးယောက်ကိုပါမိမအဖြစ်နဲ့ထက်မှန်လက်ထပ်ပြီးတော့ရပောင်း250အလုံးမှာတော့သူကကျွန်းတထေးဖြစ်နေပါတော့တယ်ဝါဒိုင်းကျွန်းစုမှာမိမလေးယောက်ခရုကောင်ပတ်စံနေတန်းနဲ့ချီရှာပြီးတော့မီလီယံနာတထေးအဖြစ်နဲ့ဇိမ်ကြကြနေထိုင်နေတဲ့အဗနုဘာဒူတာဘာဖြစ်လို့ကျွန်းအောင်ဝင်ရေးတွေနဲ့နိုင်ငံရေးပဋိပက္ခတွေဖြစ်ပြီးတော့အဲ့ဒီဒုက္ခပုံကနေညတွင်ချင်းလှိမ့်နေပြေးရပြန်တာလေနောက်ထပ်သွားမယ်ဒီခီးလန်းမှာသီရိလင်္ကာနိုင်ငံကအာဒန်ရဲ့ခြေတော်ရာတောင်ကြီးပေါ်ကိုဘယ်လိုမျိုးအသက်လုပ်ပြီးတော့တက်ရောက်ခဲ့တာလဲအဲ့ဒီကနေတစင်ကမ္ဘာအရှိပဲဆုံးဟာတရုတ်ပြည်တွေကိုဘယ်လိုများရောက်သွားခဲ့တာလဲဒီအကြောင်းတွေကိုတော့နောက်လာမယ့်အပိုင်းမှာကျွန်တော်ကအသေးစိတ်ဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်